မွန်ပြည်နယ်ကြိုက်ထူမြို့မှာရှိတဲ့စံတော်ရှင်ကြိုက်ထူစေတော်မြတ်ကြီးရဲ့လုံးတော်ပြည့်၃နှစ်တစ်ကြိမ်ပူဇော်တဲ့ပွဲဖြစ်ပါတယ်ဒီလိုမျိုး၃နှစ်တစ်ကြိမ်ပူဇော်တဲ့အခါတိုင်းညံထိုးရတာဖြစ်ပါတယ်ရှေးရခင်နှစ်များကတော့ဝါညံသာအသုံးပြုခဲ့ပြီးတော့2026အခုဒီနှစ်လုံးတော်ပြည့်ရွှေသင်္ကန်းကက်လူပူဇော်တဲ့နေရာမှာတော့တန်ညံကိုအသုံးပြုခဲ့တာဖြစ်ပါတယ်ဝါညံမဲ့ဖြစ်ဖြစ်တန်ညံမဲ့ဖြစ်ဖြစ်ရွှေသင်္ကန်းကက်လူပူဇော်ဖို့အတွက်ဆောင်ရွက်တာဖြစ်တဲ့အတွက်ဒီလိုမျိုးညံစင်တဲ့အခါမှာအခုအဓိကကြတာပြောချင်တာကဒီကြောက်လုံးတော်ကြီးရဲ့ကြောက်ဘက်ပိုင်းကိုကောင်းမွန်စွာဖူးတွေ့ရတာဖြစ်ပါတယ်အခုလိုမျိုးကောင်းမွန်စွာဖူးတွေ့ရတဲ့အချိန်မှာဒီကြောက်ဘက်ကိုထိုးထွက်နေတဲ့ဒီအပေါ်ကရေသေးကြီးဦးကောင်းနဲ့တူတဲ့စံတော်ဌာပနာထားတဲ့ကြောက်လုံးတော်ကြီးကအောက်ခံ45ဒီဂရီလောက်စောင်းနေတဲ့ကြောက်ကြီးရဲ့အပေါ်မှာတင်းနေတဲ့ထိစက်မှုဧရိယာကအလွန်နှဲပါပါတယ်။လိုင်းပေါ်မှာလည်းအခုလိုမျိုးညံစင်တဲ့အခါတိုင်းနှစ်စဉ်နှစ်တိုင်းလူအများကဒါရိုက်ကူးပြီးတော့မှဘုရားဘာသာတော်ဝင်ရမ်းရှင်လူပြည်သူတွေဖူးမြော်လို့ရအောင်ဒီအံ့ဩဖွယ်ရာဒီထိစက်မှုအလွန်နှဲပါတဲ့စံတော်ရှင်ကြိုက်တိုးစီတော်မြတ်ကြီးရဲ့ဒီထိစက်မှုအတိုင်းအတာကိုရိုက်ပြခဲ့ကြတာဖြစ်ပါတယ်ဒီနှစ်မှာလည်းရိုက်ပြခဲ့ကြတဲ့လူတွေများပါတယ်ဒီဗီဒီယိုကိုရိုက်ပြနေတာကတော့စံတော်ရှင်ကြိုက်တိုးစီတော်မြတ်ကြီးရဲ့ဩဝါဒစီရဆရာတော်ရင်မတော်ကျောင်းဆရာတော်ရဲ့အကောင့်ကနေပြီးတော့မှကျွန်တော်တို့အောင်တကွန်ရွှေဆိုင်နဲ့ရွှေချလုပ်ငန်းအဖွဲ့ရဲ့ဒါဖောင်ဒါဖြစ်တဲ့ကျွန်တော်ဥဇော်မင်းအောင်ကနေပြီးတော့မှဒီဗီဒီယိုလေးရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်ဗျာကိုမေဆွေတို့တွေ့မြင်နေရတဲ့ဒီကြောက်ဘက်ကိုထိုးထွက်နေတဲ့ဒီကြောက်လုံးတော်ကြီးရဲ့ဝိတ်ပေါ့လေဒါသိပ္ပံပညာရှင်တွေတောင်မှအတော်ကိုစဉ်းစားရကြက်သွားတဲ့နှံပတ်ကြောက်လို့ခေါ်တဲ့ဒီ granite ကြောက်ရဲ့ဒီထူးဆန်းအံ့ဩဖွယ်ရာအလေးချိန်ချိန်ကြီးမှုပေါ့ဒါကသိပ္ပံပညာရှင်တွေအတွက်ပြောတာပါကျွန်တော်တို့လိုဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တဲ့သူတွေအတွက်စံတော်ရှင်ကြိုက်တိုးဇေယျတော်မြတ်ကြီးရဲ့ဒီမြတ်စွာဘုရားရှင်စံတော်အစ်စ်တွေထာပနာပြီးတည်ထားကိုးကွယ်တယ်လို့ယုံကြည်ပြီးသားသူတွေအတွက်တော့ဒါကဘုရားရဲ့တကူတော်ကြောင့်ဖြစ်တည်နေတယ်လို့အကျွမ်းမဲ့ယုံကြည်ထားတာဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့အရဟံစဘဂဝါဆုံးဒီ၉ပါးသောဂုဏ်တော်တို့ကိုအကျွမ်းမဲ့ယုံကြည်ကြတဲ့ရဟန်းရှင်လူပြည်သူတွေအားလုံးအတွက်တော့ဒါကအလွန်တရာမှထူးရခဲ့တဲ့တကူကြီးမားလာတဲ့စံတော်ရှင်ရဲ့ဖြစ်တည်နေမှုကိုရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ